ရောက်လာမှာကြုံလာတဲ့ဒုက္ခတွေဟာချိန်တန်တော့ပြီးဆုံးသွားမှာပါဘဝဆိုစီမှာဖြတ်သန်းရခြင်းယုံကံခြင်းမှာရှောင်လွှဲမရတဲ့ကြောင်းတရားတွေလည်းရှိမှာပါမျော်လင့်မထားတဲ့အကြောင်းတရားတွေလည်းရှိမှာပါရောက်လာမှာကြုံလာတဲ့ဒုက္ခတွေဟာချိန်တန်တော့ပြီးဆုံးသွားမှာပါဘာပဲဖြစ်ဖြစ်ပြောထားပါဘာပဲဖြစ်ဖြစ်ကြိုးစားပါကိုယ်ကိုယ်တိုင်ကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါကောင်းလေးချက်တွေထားလိုက်ပါဘာပဲဖြစ်ဖြစ်ယူသားပါကိုယ်ကိုယ်တိုင်နှလုံးသားလောက်အောင်ချဲတရားဟာရောင်မြန်ဟတ်မြဲပါမမာနာဒေါသကင်းกว่าပေးကဲလူတွေမှာမနှက်ပြန်ဟာသွင်းတွင်မင်္ဂလာဖြတ်သန်းရခြင်းယုံကံခြင်းမှာရှောင်လွှဲမရတဲ့အကြောင်းတရားတွေလည်းရှိမှာပါမျော်လင့်မထားတဲ့အကြောင်းတရားတွေလည်းရှိမှာပါမောင်ရံတွေကုန်ဆုံးပြီးအလင်းသက်တို့ရောက်လာမှာကြုံလာတဲ့ဒုက္ခတွေဟာချိန်တန်တော့ပြီးဆုံးသွားမှာပါဖြစ်ယူသားပါကိုယ်ကိုယ်တိုင်နှလုံးသားလောက်အောင်ချဲသားပါဖြူစင်သောမေတ္တာတရားဟာရောင်မြန်